အားလုံးပဲမင်္ဂလာပါခင်ဗျာ The Buddha Era TPE YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ Channel ကနေဖျားရှင်လက်ထက်တုန်းကဖြစ်ပျက်ခဲ့တဲ့စိတ်ဝင်စားဖွယ်ရာဝတ္ထုဇာတ်လမ်းပေါင်းများစွာကိုပုံမှန်တင်ဆက်ပေးလျက်ရှိပါတယ်ခင်ဗျာဒါပေမဲ့ဒီတစ်ခေါက်မှာတော့ပုံမှန်တင်ဆက်ပေးနေကြဝတ္ထုဇာတ်လမ်းမျိုးမဟုတ်ဘဲနဲ့ဖျားရှင်လက်ထက်တုန်းကအင်မတန်မှထင်ရှားကြော်ကြားတဲ့ကျောင်းမကြီးဝိတာခါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ်ရာအချက်လက်လေးတွေကိုဘုဟုတုဒ္ဓဖြစ်ဖွယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Okay အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ။ကျောင်းမကြီးဝိတာခါဆိုတဲ့နာမည်ကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်လူမျိုးတွေအားလုံးရဲ့နားမှာမကြာခဏကြားရလေးရှိပါတယ်။ဆရာတော်ဘုရားကြီးတွေတရားဟောတဲ့အခါတရားတွေကကြားရလေးရှိတယ်လို့စာအုပ်စာပေတွေထဲမှာလည်းမကြာခဏတွေ့မြင်ရပါတယ်။ဆိုတော့ဝိတာခါကျောင်းအမကြီးရဲ့ဘဝဇာတ်ကြောင်းကိုပြည့်ပြည့်စုံစုံမသိဘူးဆိုရင်တောင်မှဝိတာခါဆိုတဲ့နာမည်ကိုတော့ကျွန်တော်တို့ကမစိမ့်လှပါဘူး။ဒီနေ့မှာတော့ဝိတာခါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ်ရာအချက်လေးတွေကိုတင်ဆက်ပေးသွားမှာပဲ။ပထမတစ်ချက်ဝိတာခါဘယ်လောက်လှတယ်လဲ။ဒုတိယတစ်ချက်ဝိတာခါဘယ်လောက်ချမ်းသာတယ်လဲတတိယတစ်ချက်ဝိတာခါရဲ့မိသားစုဝင်တွေကဘယ်သူတွေလဲဒီအကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာပါโอเคပထမဆုံးဝိတာခါအကြောင်းအမကြီးဘယ်လောက်လှတယ်လဲဆိုတာပါပဲဝိတာခါကမိမသားတွေရဲ့ကောင်းခြင်း၅ပြားနဲ့ပြည့်စုံတဲ့သူပါနံပါတ်1သပင်ကောင်းခြင်းဝိတာခါရဲ့သပင်တွေကဥတောင်းမီးလေးတွေနဲ့တူတယ်လို့ဆိုပါတယ်သပင်တွေကိုဖြေချပြီးတော့လွတ်လွတ်လပ်လပ်ထားမယ်ဆိုရင်ထမိန်အနားစားထိအောင်ရှည်လျားပြီးသပင်အဖျားလေးတွေကအပေါ်ကိုပြန်ကော့တက်နေပါတယ်ဒါဟာသပင်ကောင်းခြင်းပါနံပါတ်2အသားကောင်းခြင်းအသားကောင်းခြင်းဆိုတာဒီနေရာမှာနှုတ်ခမ်းလှတာကိုပြောတာပါဝိတာခါရဲ့နှုတ်ခမ်းအသားရောင်လေးတွေကကြီးအာသည့်အယောင်လိုညီထွေးထွေးလေးတွေဖြစ်နေပြီးတော့နှုတ်ခမ်းလွှာနှစ်ခုကလည်းလှလှပပလေးထိဆက်နေပါတယ်နံပါတ်3အယိုးကောင်းခြင်းအယိုးကောင်းခြင်းဆိုတာလည်းဒီနေရာမှာသွားရဲ့လှပကိုပြောတာပါဝိတာခါရဲ့သွားလေးတွေကဖြူဖွေးစင်ကြယ်တယ်ညီညာတယ်မကျဲဘူးလက်နဲ့တေချာစီပြီးစိုက်ထားတဲ့စိမ်ဝင်ကလေးတွေလိုအယောင်တလက်လက်တောက်ပပြီးတော့ညီညီညာညာနဲ့လှပနေတာပါနံပါတ်4အသားရည်ကောင်းခြင်းအသားရည်ကောင်းတဲ့အမျိုးသမီးတွေထဲမှာအသားညိုတဲ့သူဆိုရင်တနခါနဲ့တာဘာမှလိမ့်စရာမလိုခင်ကလေးကကြာညိုလေးလိုကြာညိုပန်းကလေးလိုညိုညိုညက်ညက်လေးနဲ့လှပတာမျိုးဖြစ်ပါတယ်အသားဖြူတဲ့အမျိုးသမီးဆိုရင်တော့မဟာလေကားပန်းလိုမျိုးဖြူဖြူဖွေးဖွေးလေးနဲ့လှပတာမျိုးပါဒီလိုလှပမျိုးလဲဝိတာခါမှာရှိပါတယ်နံပါတ်5အရွယ်ကောင်းခြင်းအရွယ်ကောင်းခြင်းဆိုတာကတော့နုပြိုမှုကိုပြောတာပါ10ချိန်ကလေးမွေးပြီးရင်တောင်မှတစ်ချိန်ပဲမွေးထားတဲ့အမျိုးသမီးလိုမျိုးအရွယ်ကျမသွားဘဲနဲ့နုပြိုလှပတာမျိုးကိုအရွယ်ရဲ့ကောင်းခြင်းလို့ခေါ်ပါတယ်ဝိတာခါဆိုရင်လည်းသူ့မှာသား10ယောက်သမီး10ယောက်ရှိတယ်အဲ့ဒီသားသမီးတွေတယောက်ချင်းစီမှာလည်းသား10ယောက်သမီး10ယောက်စီရှိပါတယ်ဆိုတော့ဝိတာခါကသားသမီးမြေးမြစ်တွေအများကြီးရှိတဲ့သူပါဒီသားသမီးမြေးမြစ်တွေအရွယ်ရောက်လာတဲ့အချိန်ဝိတာခါကျောင်းအမကြီးအသက်အရွယ်ကြီးလာချိန်တောင်မှဝိတာခါကနုပြိုလှပနေသေးပါပဲဘလောက်ထိလှပတယ်လဲဆိုရင်သူသားသမီးမြေးမြစ်တွေနဲ့အတူတူတရားဝဲကိုသွားတဲ့အခါမှာဝိတာခါကိုမမြင်ဘူးတဲ့သူတွေဆိုရင်ဘယ်သူကဝိတာခါလဲလို့မခွဲခြားနိုင်ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့သားသမီးမြေးမြစ်တွေနဲ့အပြိုင်နုပြိုနေလို့ပဲဖြစ်ပါတယ်တရားဝဲပြီးတဲ့အခါကြမှသာလေရင်ဝိတာခါကအရင်ဦးဆုံးထလိုက်တဲ့အချိန်ကြမှာအော်သူဟာဝိတာခါပါလားလို့သိကြတာပါအဲ့ဒါလောက်ထိအောင်အရွယ်ကောင်းပြီးတော့နုပြိုလှပတဲ့သူပဲဖြစ်ပါတယ်ဒါဟာဝိတာခါဘလောက်လှတယ်လဲဆိုတာကိုပြောပြတာပါအလှပနဲ့ပြောပြပြီးပြီဆိုတော့တစ်ဆက်တည်းမှာပဲသူ့ရဲ့ခွန်အားကြောင်းလေးကိုအပိုးထည့်ဆောင်ပြီးတော့ပြောကြည့်ကြရအောင်ဒီလောက်လှပနူးညံ့တဲ့မိန်းကလေးကိုအားနွဲ့သူလို့ထင်ရင်တော့မှားပါလိမ့်မယ်ဝိတာခါကျောင်းအမကြီးကခွန်အားအင်မတန်ကောင်းပြီးတော့စင်ငါးကောင်ရဲ့အာနီပါတန်ပါတယ်လို့ဆိုပါတယ်စင်တကောင်ကိုလက်လေးနဲ့တွန်းပြီးတော့ဖင်ထိုင်လဲကျသွားအောင်လုပ်နိုင်စွမ်းဝိတာခါမှာရှိပါတယ်ဒါကြောင့်လေမဟာလတာလို့ခေါ်တဲ့တန်စာကိုဝတ်ဆင်နိုင်ခဲ့တာပါမဟာလတာတန်စာအကြောင်းကိုထပ်မံဖြစ်ဆွဲပြီးတော့ပြောရမယ်ဆိုရင်ဒီတန်စာကိုဝတ်ဆင်နိုင်တဲ့သူကသာသနာသမိုင်းတစ်လျှောက်မှာ3ယောက်ပဲရှိပါတယ်နံပါတ်1ဝိတာခါကျောင်းအမကြီးရဲ့နံပါတ်2အနာရဘိန်တထေးကြီးရဲ့သမီးဆူလာတုဘရာရဲ့နံပါတ်3ဗန္ဓုလစစ်သူကြီးကတော့မန်လိကာတို့ပဲဖြစ်ပါတယ်မဟာလတာတန်စာဆိုတာတန်ဖိုးကြီးတဲ့စိန်ရွှေငွေကြောက်တံပရံများရတနာ9ပါးနဲ့စီချေချုပ်လုပ်ထားတာကြောင့်အဖိုးအနက်ကလည်းကြီးမားတယ်လို့ဒီတန်စာကိုဝတ်ဆင်ဖို့အတွက်ခွန်အားပလာလည်းလိုအပ်ပါတယ်ဆိုတော့ဝိတာခါအကြောင်းမကြီးကဒီမဟာလတာတန်စာကိုဝတ်ဆင်နိုင်တဲ့ခွန်အားမျိုးရှိပါတယ်ဒါဟာဝိတာခါရဲ့အလှပနဲ့ခွန်အားပါပဲဟုတ်ပြီဒုတိယတစ်ခုဝိတာခါဘလောက်ချမ်းသာတယ်လဲဝိတာခါရဲ့မိသားစုနောက်ခံကဘယ်လိုမျိုးလဲဒီအကြောင်းအရာတစ်ခုကိုပြောပြမယ်ဆိုရင်ဒီနှစ်ခုကိုတွဲပြီးပြောရမယ့်အနေအထားမျိုးပဲဖြစ်ပါတယ်နောက်ခံမိသားစုတွေအကြောင်းကိုပြောပြလိုက်ရင်ဝိတာခါဘလောက်ချမ်းသာတယ်လဲဆိုတာထင်ရှားလာပါလိမ့်မယ်ဆိုတော့ဝိတာခါရဲ့မိသားစုဝင်တွေကဘယ်သူတွေဖြစ်မလဲ
ဝိတာခကျောင်းမကြီးရဲ့အဖိုးကမင်းတကာတထေးကြီးပါဖះလက်ထက်တုန်းကသုံးမကုံအောင်ချမ်းသာတဲ့ဒိတ်ဒိတ်ရဲ့တထေးကြီး9ဦးရှိတယ်ဇောတိကတထေးစတိလတထေးမင်းတကာတထေးပုံနာတထေးကာကဝလိယတထေးလို့ခေါ်တယ်အဲ့ဒီတထေးကြီး9ဦးတည်းကတဦးအပါဝင်ဖြစ်တဲ့မင်းတကာတထေးကြီးပဲဖြစ်ပါတယ်မင်းတကာတထေးကြီးကချမ်းသာယုံနေမဟုတ်ဘဲနဲ့သူ့ရဲ့မိသားစုဝင်နေတဲ့အတူအတီးကိုစီရှေးကောင်းမှုကြောင့်ရလာတဲ့အစွမ်းတစ်မျိုးလည်းရှိကြပါတယ်မင်းတကာတထေးကြီးဘယ်လောက်စွမ်းတယ်လဲဆိုရင်သူရေချိုးခေါင်းလျှော်ပြီးလို့စပကြီးရဲ့ရှေ့ကိုသွားပြီးထိုင်လိုက်တာနဲ့သူ့ရဲ့စပကြီးတွေအားလုံးဟာပြည့်ရှံသွားအောင်စပားမိုးတွေရွာချပေးပါတယ်ဒါအပြင်သူ့ရဲ့အိမ်ဝိုင်းထဲမှာလည်းသူ့ရဲ့ရှေးကောင်းမှုကြောင့်ရလာတဲ့စိတ်ရုပ်အကြီးတွေရှိပြီးတော့စိတ်ရုပ်တစ်ရုပ်ကိုပါဇက်ထဲကနေနှိုက်လိုက်လို့ရှိရင်အဲ့ဒီတဲကထွက်လာတဲ့စားနပ်ရိက္ခာအသုံးဆောင်အဝတ်ထည်တွေဟာစမှုထိတ်ကျွန်းတစ်ကျွန်းလုံးကလူတိုင်းကိုလောင်းငါအောင်ပေးစွမ်းနိုင်ပါတယ်အဲ့လိုမျိုးစိတ်ရုပ်ပေါင်းသူ့ရဲ့ခြံထဲမှာစိတ်ရုပ်တွေအများကြီးရှိပါတယ်ဒါဟာသူ့ရဲ့စွမ်းအားပါနောက်သူ့ရဲ့တထေးကတော်ကြီးဖြစ်တဲ့သူကတော့ဆန္ဒဗရုမာလို့ခေါ်တယ်အဲ့ဒီဆန္ဒဗရုမာလို့ခေါ်တဲ့တထေးကတော်ကြီးကလည်းစွမ်းအားတစ်မျိုးရှိပါတယ်သူ့ရဲ့စွမ်းအားကတော့ထမင်းအိုးတအိုးချက်လိုက်တယ်အဲ့ဒီထမင်းအိုးနဲ့လူပေါင်းထောင်ချီတောင်းချီပြီးတော့ကျွေးနိုင်ပါတယ်ဘလောက်ပဲခက်ထမင်းအိုးကကုံသွားရုံမရှိပါဘူးဒါကတထေးကတော်ကြီးရဲ့စွမ်းအားပါနောက်သူတို့နှစ်ဦးရဲ့သားကတော့ဒနင်စရလို့ခေါ်တဲ့တထေးပဲဖြစ်ပါတယ်အဲ့ဒီဒနင်စရတထေးမှာလည်းပဲစွမ်းအားတစ်မျိုးရှိတယ်သူရဲ့စွမ်းအားကတော့အိတ်ထဲမှာအတပြားတစ်ထောင်ထည့်ပြီးတော့လူတိုင်းကိုကြိုက်တဲ့လောက်ပေးလို့ရတယ်လှူလို့ရတယ်သုံးလို့ရတယ်ဘလောက်ပဲသုံးသူ့ရဲ့အိတ်ကတ်ထဲကအတပြားတစ်ထောင်ဟာကုံသွားရုံမရှိဘူးပြန်ပြီးတော့အတပြားတစ်ထောင်ဟာပြန်ပြီးတော့ပြေးလာတယ်ဒါဟာသူ့ရဲ့စွမ်းအားပါပဲနောက်သူတို့ရဲ့မိဖုရားသူ့ရဲ့မိဖုရားဒနင်စရတထေးရဲ့မိဖုရားဖြစ်တဲ့သူမနာဒေဝီလို့ခေါ်တဲ့အမျိုးသမီးမှလည်းစွမ်းအားတစ်မျိုးရှိတယ်သူကတော့တောင်းတထောင်ထဲကိုပဲနှမ်းဒီလိုစားဝယ်တော့ဝယ်စားနပ်ရိက္ခာတစ်မျိုးထည့်ပြီးတော့လူတိုင်းကိုပေးနိုင်စွမ်းရှိတယ်ဘလောက်ပေးသူ့ရဲ့တောင်းထဲကရိက္ခာဟာကုန်သွားတယ်လို့မရှိဘူးအမြဲတမ်းပြန်ပြည့်တယ်ဒါဟာဒနင်စရာတထေးရဲ့တထေးကတော့သူမနာဒေဝီရဲ့စွမ်းအားပါပဲအောက်ထစ်ဆုံးအနေနဲ့သူတို့အိမ်ကလယ်သမားဖြစ်တဲ့ကျွန်းအမှုလုပ်သမားဖြစ်တဲ့ပုံနာလို့ခေါ်တဲ့အလုပ်သမားတောင်မှစွမ်းအားတစ်မျိုးရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်သူထွန်လိုက်တဲ့အခါမှာသူ့ရဲ့ထွန်သွားအတိုင်းပဲဘေးနှစ်ဖက်နှစ်ချက်ဘဲညာမှာလည်းအပိုထွန်သွားရာတွေထင်လာပြီးတော့ထွန်ချောင်းတစ်ချောင်းဆွဲလိုက်တိုင်းထွန်ချောင်း9ချောင်းထင်လေးရှိပါတယ်ဒါဟာသူ့အိမ်ကအလုပ်သမားတစ်ယောက်ရဲ့စွမ်းအားပါပဲဆိုတော့ဝိတာခါဆိုတာအဲ့ဒီမိသားစုမှာပေါက်ဖွာလာတဲ့သူပါမင်းတကာတထေးကြီးရဲ့သားဒနင်စရာတထေးနဲ့တထေးကတော့သူမနာဒေဝီတို့ရဲ့သမီးဖြစ်ပါတယ်ဆိုတော့ဝိတာခါဒီမင်းတကာတထေးကြီးရဲ့မြေးမလေးဖြစ်ပါတယ်ဒါဆိုရင်ဝိတာခါဟာဘလောက်တောင်ချမ်းသာလဲဆိုတာကိုသိလောက်မှာပါဝိတာခါအရွယ်ရောက်လာတဲ့အခါတာဝတိမျိုးကမိဂါရတထေးကဝိတာခါကိုတောင်းရမ်းလက်ထပ်ပါတယ်အဲ့ဒီမိဂါရတထေးရဲ့တဘဝစာချမ်းသာမှုကဝိတာခါရဲ့တနေ့တာရေချိုးဆက်ပြမုံဘိုးပဲရှိတယ်လို့ဆိုပါတယ်ဆိုတော့ဝိတာခါကျောင်းမကြီးဘလောက်ချမ်းသာတယ်လဲမှန်းကြည့်လို့ရလောက်ပါပြီโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဝိတာခါကျောင်းမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ်ရာအချက်လက်လေးတွေကိုဘုဒ္ဓဖြစ်ပွဲတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာဘသူတွေရဲ့အကြောင်းအရာကိုဘာတွေသိကျင်တယ်လဲဆိုတာ comment မှာရေးခဲ့နိုင်ပါတယ်ကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးသွားမှာပါခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးတွေနဲ့အားပေးဖို့လည်းမေတ္တာရပ်ခံပါရစေခင်ဗျာနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်